ကံတရားနဲ့တန်တရားဘဝများကုသိုလ်ကံအကုသိုလ်ကံလို့လူတွေနေစဉ်နဲ့အမျှစိတ်စေရနာရဲ့လှုံ့ဆော်မှုဖြင့်စိတ်ထဲကကြံစည်တွေးတောမှုဆိုတဲ့မနောကံတွေနှုတ်ကထုတ်ဆိုပြောဆိုမှုဆိုတဲ့ဝစီကံတွေကိုယ်ရည်လက်ရောက်ပြုလုပ်မှုဆိုတဲ့ကာယကံတွေလူတွေရဲ့တဏ္ဍာမှာနေ့စဉ်ဖြစ်ပြနေတာတစ်ပင်တစ်ပင်ကအပွင့်နေပွင့်ပြီးတော့အသီးတွေတီးနေတယ်လို့ပဲဘဝတန်တရားခရီးမှာဘဝအပင်တွေကိုဖြစ်စေနိုင်တဲ့ကံတရားတွေဟာစီဘူးစုမိဆောင်းမိဖြစ်ပြီးတော့နေကြတယ်အဲ့ဒီထဲမှာဒုက္ခပါပတ္တဥစ္စယောမကောင်းတဲ့အကုသိုလ်ကံတွေစုမိဆောင်းမိသွားပြီဆိုလို့ရှိရင်မကောင်းတဲ့အကုသိုလ်ကံရဲ့အကျိုးကဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးတယ်ဒုက္ခပုံညတဥစ္စယောလို့ဆိုတဲ့ကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာစုမိဆောင်းမိရှိသွားပြီဆိုလို့ရှိရင်တော့လေချမ်းသာဒုက္ခအလက်ရရှိလာကြပြန်တယ်ပေါ့တန်တရားခရီးမှာဘယ်သူမပြုမိမိမှုဆိုတဲ့ကိုလုံးတဲ့ကံအားလျော်စွာထိုကံတွေကလည်းပဲအကျိုးပေးအလက်ကြရာအကျိုးပေးသွားတာဘယ်ကံကအကျိုးပေးမယ်ဆိုတာမသိနိုင်ဘူးများစွာရှိတဲ့ထဲမှာကံတရားတွေဟာသူတို့ရဲ့အလက်အခွင့်ကြုံတဲ့အချိန်မှာအကျိုးပေးသွားတယ်အဲ့ဒီထဲမှာတန်တရားခရီးသွားနေကြတဲ့တန်တရားခရီးမှာရှိတဲ့ဘဝတွေထဲမှာအပရပရိယဝေရဏိယကံရဲ့အကျိုးတွေကလွန်များတယ်ပေါ့အပရပရိယဝေရဏိယဒီဘဝမှာလည်းအကျိုးပေးမှာမဟုတ်ဘူးဒုတိယဘဝမှာလည်းအနိကအကျိုးပေးမှာမဟုတ်ဘူးသို့တော့တန်တရားရှိနေလို့ရှိရင်သူ့အခွင့်အလက်တဲ့တိုင်းသင်တိုင်းအကျိုးတရားကိုထုတ်ဖော်နေတယ်အပရပရိယသို့မဟုတ်အပရပရိယအခွင့်လန်းတာတဲ့အချိန်မှာကံတရားတွေကအကျိုးပေးထုတ်ဖော်သွားတာအဲ့ဒီလိုအကျိုးပေးသွားတာနဲ့ပတ်သက်ပြီးတော့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့950ဇတ်တော်ထဲမှာ498ဇတ်မြောက်ဖြစ်တဲ့စိတ်တတံဘူတဇတ်ဆိုတာစိတ်ဝင်စားစရာကောင်းတယ်သူတို့ရဲ့ကံတရားအလိုက်ဘဝခရီးကိုရှောက်လန်းကြရတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့အကြောင်းကိုဖော်ပြထားတာဖြစ်တယ်ဘဝဆိုတာနှိမ့်တုံမြင့်တုံကံကြမ္မာအကျိုးပေးလက်ကျုံတယ်လို့သွားကြတာဖြစ်တယ်ပေါ့အဲ့ဒါလို့ကံကြမ္မာအကျုံးပေးတယ်လို့ဘဝခရီးရဲ့ပြည့်ရဲ့ပြုမှုတွေကိုလည်းပဲတရားတွေဟာခံစားပြီးတော့နေကြရတယ်အဲ့ဒီဇာလန်းလေးကိုမှတ်သားပြီးထိုဇာလန်းလေးမှာပါတဲ့ဘုရားလောင်းပညာရှိရဲ့ဆုံးမစကားလေးတွေအတိုင်းမှတ်သားနိုင်ယူပြီးတော့လိုက်တာကျင့်သုံးကြမယ်ဆိုလို့ရှိရင်မိမိတို့ဘဝခရီးမှာလည်းတာယာဖြောင်ပြူးနိုင်တာဖြစ်ပါတယ်ဘဝခရီးတာယာဖြောင်ပြူးဖို့အတွက်လို့တင်လို့ထိုက်တာတွေကိုဘဝတိုင်းမှာတတိယကြမှာမဟုတ်ဘူးမလုံးတင်တာတွေလည်းလုံးမိတတ်ကြတယ်လုံးတင်တာတွေကိုတော့မလုံးဖဲနေမိတတ်ကြတယ်အဲ့ဒါကြောင့်အခြေအနေတွေဟာမဆိုးသင့်မဲ့နဲ့ဆိုးသွားကြတယ်ပေါ့အဲ့ဒါကြောင့်မို့တတိကြီးစွာထားပြီးအသိပညာနဲ့ဆင်ခြင်စဉ်းစားနိုင်အောင်ဒီ950တဲ့498ဇတ်မြောက်ဖြစ်တဲ့စိတ်တတံဘူတဇတ်ကိုမှတ်သားကြည့်ကြရအောင်မြတ်စွာဘုရားဟောကြားခဲ့တဲ့အတိတ်ဘဝဇာလန်းတစ်ခုမှာဒီအဝန္တိတိုင်းဥစ္စေနီပြည်မှာဥစ္စေနီဘုရင်ကြီးပုဆိုးနေတယ်အဲ့တော့ဒီနေရာမှာတော့ပါရဏသီပြမတတ်မဟုတ်ဘူးအဝန္တိတိုင်းဥစ္စေနီပြည်ဆိုတာဒီကနေ့ခေတ်မြေပုံနဲ့ပြောမယ်ဆိုရင်ဘုံပေနားမှာရှိတယ်ဥစ္စေနီဆိုတဲ့ပြည်ကိုဒီကနေ့အိန္ဒိယသားတွေကအုတ်ကျေးလို့ခေါ်တယ်ဒီနာမည်နဲ့ပဲရှိတုံးပဲတိုင်းနာမည်ကတော့ပြောင်းသွားတဲ့သဘောရှိတယ်မဟာရရှ်ထန်လို့ခေါ်မယ်ထင်တယ်အဲ့ဒီမဟာရရှ်ထမဟာရထတိုင်းပေါ့
အဲ့ဒီတိုင်းမှာဥစ္စေနီဆိုတာစံချီတို့ဘာလို့စေတီကြီးတွေရှိတဲ့ဒေသပေါ့အဲ့ဒီဥစ္စေနီမှာဥစ္စေနီဘုရင်အုပ်ချုပ်နေတဲ့အချိန်လေးမှာအဲ့ဒီဥစ္စေနီမြို့ရဲ့မြို့ပြင်မှာစန္ဒာလရွာရှိတယ်စန္ဒာလရွာဆိုတာစန္ဒာလဆိုတာမြန်မာတွေကတော့ဒွန်းစန္ဒာလို့ဘာသာပြန်တယ်သူတို့ရဲ့ဘဝဟာကြမ်းတမ်းတယ်ကြမ်းတမ်းတဲ့ဘဝမျိုးမှာဆင်းရဲတယ်ကြမ်းတမ်းတယ်ဇက်အနေနဲ့အောက်တန်းကြတယ်လူတကာရဲ့အဖက်လုံမှုကိုမခံရဘူးခဏိတိအိန္ဒိယနိုင်ငံမှာဒီဆက်ခွဲခြားမှုရှိနေတဲ့အတွက်ဒီစန္ဒာလဆိုတဲ့အမျိုးအနွယ်တွေဟာလူတိုင်းကယွန်ရှာပြီးအန်တက်ချေပေါ်မထိရမကန်ရတဲ့လူမျိုးတွေမှာသူတို့ထိရင်ကန်ရင်တနာတယ်လို့လူတွေကထင်အဲ့ဒီလိုလူဖြစ်ပါရဲ့သားနဲ့တိရစ္ဆာန်လေးတစ်ကောင်လောက်တော့အခွင့်အရေးမရှိပဲနဲ့လူတကာကစက်တည်ရုပ်တဲ့အနေအထားမျိုးနဲ့ကြည်နေကြတယ်အကြည့်ခံရတဲ့မျိုးရိုးဆိုတာဒီကနေ့ရှိတယ်ပေါ့နော်ဒီကနေ့ရှိလို့အိန္ဒိယနိုင်ငံမှာဆိုရင်ဒီပြဿနာအများတန်းရှိတယ်ဒီပြဿနာအများတန်းရှိတယ်တလုံးအရင်မဲ့ဇလန်းလေးတစ်ခုဖြစ်လာခဲ့တယ်နော်ဇလန်းကလေးဖြစ်လာတယ်ကောင်လေးကဇာနှိတ်ကောင်မလေးကဇာမြင့်တူနဲ့တူရင်ခံကြတဲ့အခါမှာအသက်ခံလိုက်ရလို့ဆိုဒီလိုဇာနှိတ်ဇာမြင့်ဟာဘယ်တော့မှသူတို့စီမှာအစဉ်ပြေမှုမရှိကြဘူးပေါ့လူတွေရဲ့နှလုံးသားနဲ့ဆုံးဖြတ်လို့မရဘူးဇာနဲ့ပဲဆုံးဖြတ်ကြတာဖြစ်တယ်အိန္ဒိယနိုင်ငံရဲ့အစဉ်လာခဏိတိအောင်ကြီးမားဆဲပဲဖြစ်တယ်ပေါ့အဲ့ဒီမှာစန္ဒလာမျိုးမှာညီကိုနှစ်ယောက်ဒီအမေညင်မအရင်ကနေပြီးတော့မွေးဖွားထားတယောက်ကတော့စိတ်တလို့ခေါ်တယ်တယောက်ကိုတော့စိတ်တလို့ခေါ်ပြီးတော့နောက်တယောက်ကိုတော့တံပူဒလို့ခေါ်တယ်သူတို့နာမည်နှစ်ခုပေါင်းစပ်ပြီးစိတ်တတံပူဒဆက်လို့အဲ့တော့ဆန္ဒလမျိုးရိုးမှာသူတို့ဟာဘဝတစ်ခုမှာလူဖြစ်လာကြလူဖြစ်တယ်ဆိုတာတကယ်အကိုအောက်အဆင့်အနှိမ့်ဆုံးလူမျိုးဖြစ်ကြလူမျိုးဖြစ်တော့သူတို့ဘဝယတ္တိရေးအတွက်မလုပ်ရတော့ဆိုအရွယ်လေးရောက်လာတဲ့အခါကျတော့စန္ဒာလဝန္တဆိုတဲ့ပညာရတစ်ခုကိုသင်ရတယ်အဲ့ဒီပညာနဲ့သူတို့သက်ရှင်ကြတယ်နော်စန္ဒာလဝန္တဆိုတဲ့ပညာကဘယ်လိုပညာတော့ဆိုလို့ရှိရင်တယောက်ကဝက်လုံးကိုပခုံးပေါ်ထောက်ထားပြီးနောက်တယောက်ကအဲ့ဒီဝက်လုံးပေါ်မှာတက်ပြီးတော့ကတဲ့အကမျိုးဘာချွမ်းအကလို့ဟာစန္ဒာလတွေကပြလေးရှိတယ်ဘာချွမ်းအတတ်ပညာဆိုတန်ရုပ်ပါဠိတော်မှာလည်းပဲဒီအတတ်ပညာပြတယ်ဆိုတာနဲ့ပတ်သက်ပြီးဟောထားတဲ့ဒေသနာတစ်ခုရှိတယ်ပေါ့နော်ဒေသနာတစ်ခုရှိတယ်ဆရာနဲ့တပည့်အတတ်ပညာပြပြီဆိုလို့ရှိရင်အောက်ကတပည့်ကဝက်လုံးကိုခုံးပေါ်ထောက်တာဆရာကဝက်လုံးပေါ်တက်ပြီးတော့ကပြတဲ့အခါဆရာကပြောတယ်ငါတပည့်ငါ့ကိုတေချာထိန်တော့မင်းဘောပြုတ်ကြရင်သိနိုင်တယ်ဟုတ်တေချာထိန်လို့ပြောတယ်သူတပည့်ကဘာပြန်ပြောတော့ဆိုဆရာအဲ့လိုမဟုတ်ဘူးထင်တယ်ကျွန်တော်ဘက်ကကျွန်တော်ဟာထိန်မယ်ဆရာကဆရာကိုဆရာထိန်လို့ကိုထိန်ရမယ်ဆိုတဲ့အဲ့သူပြောတာကသဘာဝကျတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဥပမာပေးပြီးသုတ်တန်တစ်ခုဟောထားတယ်ကိုထိန်ရမယ်လို့ဆိုအတ္တနံရခန္တောပရံရခတိကိုထိန်ရင်သူများလည်းထိန်ပြီးသားဖြစ်တယ်တယောက်ကတခြားတယောက်ကိုထိန်ရမှာမဟုတ်ဘူးနော်အချင်းချင်းပြန်လည်ထိန်ရမှာမဟုတ်ဘူးလောကလူတွေကတော့ဒီလိုထင်ကြတာဒီအမေဖေကသားသမီးကိုထိန်းတယ်သားသမီးကအမေကိုထိန်းတယ်အမေဖေကိုထိန်းတယ်လို့ခေါ်တယ်ထင်ကြသို့တော့တကယ်ထိန်းနိုင်စွာရှိတာမဟုတ်ဘူးအမေဖေကသားသမီးကိုထိန်းတယ်ဆိုရရှိရမှာသူမျက်စိအောင်နေရင်သာသူပြောလို့ရတာကြွယ်ရမှလှုပ်ချင်တာလှုပ်မှာလေကိုမထိန်းသမျှဘယ်လိုမှထိန်းကြောင်းလို့မရဘူးလို့ဆိုလို့တယ်အဲ့တော့လောကလူတွေဟာကိုပဲထိန်းကြောင်းရမယ်ဆိုတဲ့ဇာတ်လမ်းလေးတစ်ခုဟောထားတာရှိအဲ့တော့အခုလည်းပဲသူတို့ညီကိုနှစ်ယောက်ဟာ
တကယ်ကိုအောက်တန်းနောက်တန်းကျလာတဲ့ဆန္ဒလာမျိုးမှာအတတ်ပညာလေးတစ်ခုသင်ပြီးတော့မြို့တကားဝမှာအကိုလုံးတဲ့လူကအရှိတကားမှာသွားပြီးတော့ပညာပြအဲ့ဒီကရတဲ့ငွေကြေးလေးနဲ့သူတို့စာဝန်နေရေးလုပ်ကြညီလုံးတဲ့လူကမြောက်ဖက်တကားမှာသွားပြီးတော့ပြအဲ့ဒါလိုအတတ်ပညာသွားပြနေတဲ့အချိန်မှာအဲ့ဒီဥစ္စရိပြည်မှာဒိဋ္ဌမင်္ဂလိကမျက်စိကကောင်းတာမြင်ရမှမင်္ဂလာရှိတယ်လို့အယူသီးတဲ့အမျိုးသမီး2ယောက်ရှိတယ်။တစ်ယောက်ကအဲ့ဒီမျိုးမှာအလွန်ချမ်းသာတဲ့တထေးရဲ့သမီးတစ်ယောက်ကတော့ပရောဟိတ်ရဲ့သမီးသူတို့2ယောက်ဟာဘာပဲဖြစ်ဖြစ်ကျက်တည်ရှိတဲ့အရာမြင်မှကျက်တည်ရှိတယ်ကျက်တည်ရုပ်တဲ့အရာမြင်လို့ရှိရင်ကျက်တည်ရုပ်တယ်လို့အမြင်မင်္ဂလာကိုမှတ်သားတယ်ခဏခေတ်မှာလဲလူတွေကဗမာပြည်ကမှလူတွေလည်းရှိကြသေးတာအတုဝသွားပို့ရင်တရောကင်မွန်လေးနဲ့တော့ဆေးကျင်သေးတယ်နော်တဏှတယ်လို့ထင်တယ်ကိုကြတော့မသေးမှကြဘုရားကိုယ်ွယ်တယ်ဆိုပေမဲ့အဲ့ဒီယူဆွဲလေးကတချို့မပြောက်သေးဘူးအတုဝလိုက်ပို့တဲ့အဝတ်အိမ်ကြတော့ချို့ဖိုးလျှော်ပြီးမှပြန်ဝုန်းမယ်နော်အဲ့ဒီလိုလူတွေဟာတဏှတယ်လို့ထင်တယ်ဆိုတဲ့အယူဆကခဏထီအောင်စွဲနေတုံးပဲရှိသေးတယ်နော်ဘာမှမထူးတူတူပဲဘာမှမဖြစ်ဘူးအဲ့ဒီမှာလူတွေရဲ့အယူဆကောင်းတာမြင်ရမှမင်္ဂလာရှိတယ်လို့မကောင်းတာမြင်ရရင်မင်္ဂလာတုံးတယ်လို့မင်္ဂလာမရှိဘူးဆိုပြီးတော့လူတွေဟာမင်္ဂလာကိစ္စအမင်္ဂလာကိစ္စနဲ့ခွဲခြားပြီးတော့သတ်မှတ်ပြီးပြောဆိုနေကြတယ်အဲ့တော့အဲ့ဒီအယူဝါဒအစွဲရှိတဲ့မြင်တာကိုမင်္ဂလာရှိတယ်လို့ယူဆတွဲရှိတဲ့အမျိုးသမီး2ယောက်ဟာတယောက်ကအရှိတကားကထွက်ပြီးတယောက်ကမြောက်တကားကထွက်ပြီးအမျိုးပြင်သွားပြီးဥယျာဉ်ထဲမှာပျော်ပွဲစားကြမလို့အချမ်းရံပရိသတ်တွေနဲ့ထွက်လာအဲ့တော့သူတို့နဲ့အတူလိုက်ကြပြီဆိုရင်ကတော့အရက်လည်းအလကားတောက်ရမယ်မုံလည်းအလကားစားရမယ်ဆိုတော့နောက်ကတောက်အောင်လိုက်ကြတာပေါ့ဒါကတော့နော်ခဏခေတ်သွားလဲလိုက်ကြမှာပဲအဲ့တော့သူတို့နဲ့လိုက်လို့ရှိရင်သူကကျွေးမယ်ဥယျာဉ်ထဲမှာလူစီအောင်အဲ့တော့လိုက်ကြတယ်အလကားလည်းတောက်ရမယ်အလကားလည်းစားကြမယ်ဆိုလူအုပ်ကြီးကနောက်ကသူတို့သွားပြီဆိုရင်နောက်ကနေဝန်းရံပြီးလိုက်လာကြရုပ်ပြင်လဲရောက်ပါရောစန္ဒလညီနောင်ကခုနကအခုကိလို့ဆိုလို့ရှိရင်တော့ဟိုရင်းပေါ့လေပြပွဲလေးတစ်ခုလုပ်နေတာပေါ့ရက်လက်ပြတဲ့ပွဲလေးလို့ပေါ့လမ်းဘေးမှာလမ်းမွေးမှာမျက်လက်ပွဲလေးတွေရှိတတ်တယ်လေသွားရင်လာရင်ရက်ချီကြအဲ့ဒီလိုစန္ဒလဝန်တဆိုတဲ့ဝါပေါ်မှာထောင်ပြီးတော့ကတဲ့အကအောင်ညီကို2ယောက်ဟာမြို့အရှိပေါင်းနဲ့မြောက်ပေါင်းမှာပြနေကြတယ်အေးပြနေတော့လူကအုံနဲ့ချိကြတဲ့လူတွေစီးနေတဲ့အခါမှာအဲ့ဒီအမြင်မင်္ဂလာကိုတန်းတန်းဆွဲတဲ့အမျိုးသမီး2ယောက်ရောက်လာအဲ့ဒါကိုသူတို့မြင်လိုက်တာမြင်တော့2ယောက်စလုံးကဟေးအဲ့ဒါဘာတွေတော့ဆိုတော့စန္ဒလာရွာကစန္ဒလာတွေအောက်တန်းစားတွေဒီမှာလာပြီးတော့သူတို့စန္ဒလာဝန်တဆိုတဲ့ဝါထောင်အကကိုလာပြနေကြတာလို့ဆိုမင်္ဂလာမရှိဘူးမင်္ဂလာမရှိဘူးငါမင်္ဂလာယူပြီးထွက်လာတာမင်္ဂလာမရှိဘူးအဲ့တော့ရေယူခဲ့ဆိုပြီးတော့မင်္ဂလာမရှိတဲ့သူ့မျက်စိကိုအဲ့မှာရေနဲ့ဆေးပြီးကဲမသွားတော့ဘူးခီးစဉ်ကိုဖြတ်လိုက်တယ်ခီးစဉ်ဖြတ်ပြီးမြို့ထဲပြန်ဝင်သွားတယ်မင်္ဂလာမရှိဘူးအတိတ်မကောင်းဘူးနမိတ်မကောင်းဘူးပေါ့ခီးစဉ်ဖြတ်ပြီးပြန်ဝင်လာတဲ့အခါနောက်ကစားဖို့တောက်ဖို့လိုက်လာတဲ့အကောင်တွေစဉ်းစားတာကြည့်ပေါ့နော်စားမလို့အတင်းထားတဲ့လူတွေကမစားရဘူးပွဲပြက်သွားပြီလေဒီကောင်တွေကြောင့်ပွဲပြက်တယ်ဆိုပြီးတော့လူအုပ်ကအဲ့ဒီမှာဝိုင်းပြီးတော့ရိုက်ကြတယ်ရှေ့ဘက်မှာလည်းဝိုင်းရိုက်တယ်ရောက်ဖက်တကားမှာလည်းဝိုင်းရိုက်တယ်မသေးုံတမယ်မြော့နေအောင်ခံရတယ်ဘာမှလည်းပြန်မလုပ်နိုင်တယောက်စလုံးဟာမိတ်မျောတော့အောင်ဝိုင်းပြီးတော့ထိုးကြကြိတ်ကြရိုက်ကြနှက်ကြအဲ့လိုလုပ်ပြီးတော့ပြစ်ထားခဲ့ကြအဲ့ဒီလို
ရိုင်းဆိုင်တဲ့အမှုအကျင့်မျိုးတွေဖြစ်ပျက်ခဲ့တယ်သူတို့ညီကိုနှစ်ယောက်တတိပြန်လဲလာတဲ့အခါကျတော့တယောက်တနေရာစီဆိုတော့သွားနိုင်တဲ့လူတယောက်ကထားသွားပြီဟိုကြတဲ့အခါကျတော့သူလည်းပဲဒီလိုအဖြစ်ဆိုးခံရတယ်ကိုယ်လည်းဒီလိုအဖြစ်ဆိုးခံရတယ်နှစ်ယောက်သားဟာရိုက်နဲ့ခံထားရလို့တကူလုံးနားနေပြီအဗဒံမှခင်ကြတဲ့ညီကိုဆိုတယောက်နဲ့တယောက်ဖက်ပြီးတော့ငိုကြတာနော်ငိုလိုက်ကြငါတို့မကောင်းတဲ့ဘဝဇတ်နေတဲ့ဘဝရောက်လို့တို့ဒီလိုခံရတာဆိုပြီးတော့ဖက်ပြီးတော့ငိုကြကဲတို့ဘဝအောက်တန်းနောက်တန်းကြားလာတယ်ဘာလို့ကောင်းမလဲလူငယ်လူရွယ်တွေပြီးပေါ့ဒီလိုသန္တာလအတ္တပညာနဲ့တော့တို့ဘဝဘယ်လိုမှရည်တည်နိုင်မှာမဟုတ်ဘူးကဲတို့ဒီယမနလူမျိုးရဲ့အဝတ်တွေကိုဝတ်ပြီးတော့ယမနရောင်ဆောင်ပြီးတော့ကျောင်းသွားတက်ကြရအောင်ဗြဟ္မင်းအဝတ်တွေကိုဝတ်တယ်ဗြဟ္မင်းနေလို့ဝတ်စားနော်သူတို့ဗြဟ္မင်းလိုဝတ်စားပြီးတော့နှစ်ယောက်ဟာငယ်လဲငယ်တော့တိတပမောက္ခဆရာကြီးစီသွားပြီးတော့ဓမ္မန္တေဝတိကလို့ဆိုရှေးခေတ်ကကျောင်းတက်တဲ့အခါမှာပိုက်ဆံပေးပြီးတော့ကျောင်းတက်တာတခုပိုက်ဆံမပေးဘဲနဲ့ဝေယဝိဆလုပ်ပြီးကျောင်းတက်လို့လည်းရနော်အဲ့ဒါကိုဓမ္မန္တေဝတိကလို့ခေါ်တယ်ဓမ္မန္တေဝတိကပိုက်ဆံပေးเสียမလို့ခကြေးငွေမလို့ဆရာကိုမပေးရဆရာရဲ့ဝေယဝိဆသူခိုင်းတာတွေအကုန်လုပ်ပေးပြီးအားတဲ့အချိန်မှာစာချက်အဲ့ဒါဓမ္မန္တေဝတိကဆရာကားကိုပေးနိုင်တဲ့တထေးသားတွေဘယင်သားတွေပရောဟိတ်သားတွေကြတော့မလုပ်လေသူတို့ကြတော့ဆရာကြီးရဲ့အလုပ်တွေဘာမှလုပ်เสียမလို့ပတ်စံပေးထားတာသူတို့ကစာပဲတင်တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်အဲ့တော့သန္တာလညီနောင်ကတော့ပုံနာရောင်ဆောင်ပြီးတော့ယမနာရောင်ဆောင်ပြီးသူတို့ကပတ်စံလည်းမတတ်နိုင်တော့ဓမ္မန္တေဝတိကဆရာကြီးရဲ့ဝေယဝိဆတွေအကုန်လုံးပဲဘာလို့အကုန်လုံးပြီးပြီးတော့သင်ကြတဲ့အထက်စိတ်တဆိုတာသူကဉာဏ်ထက်တယ်တန်ဗုဒ္ဓကသူလောက်ဉာဏ်ထက်ဘူးသူအကိုစိတ်တကဉာဏ်ထက်ပြီးညီဖြစ်တဲ့တန်ဗုဒ္ဓကနည်းနည်းလေးဉာဏ်မထက်ဘူးဉာဏ်မထက်တော့သင်လိုက်တာအဲ့ဒီတက္ကသိုလ်ဆရာကြီးထံမှာသင်လိုက်တဲ့သင်ရိုးညွှန်းနှန်းဟာခဏလေးနဲ့ပဲစိတ်တအောင်မြင်ပေါက်ရောက်သွားလို့လက်ထောက်ဆရာတော်သူကဖြစ်လာတန်ဗုဒ္ဓကတော့သင်ရိုးမကုန်သေးဘူးအဲ့ဒါလို့ညီကိုတယောက်ဟာသင်ရိုးကုန်သွားသည့်အတွက်ကြောင့်စိတ်ဓာတ်ကတော်တော်လေးဆရာရဲ့ချီးမြှောက်မှုတွေပါခံရတယ်ပေါ့အဲ့ဒါဗြဟ္မင်းနေစာသင်တဲ့အခါမှာဉာဏ်ထက်ပြီဆိုလို့ရှိရင်ဉာဏ်ထက်တဲ့လူကလက်ထောက်ဖြစ်လာအဲ့တော့ဒီနေ့ကျတော့အဲ့ဒီအနိနာဗြဟ္မဏပုံနာရွာတွေကနေပြီးတော့သူတို့မန္တန်တွေကိုလာရောက်ပြီးတော့ရွတ်ဖတ်တာဘာနဲ့တူတော့ဆိုဘုန်းကြီးတွေပင့်ပြီးပေးရွတ်တယ်လို့ပေါ့အဲ့ဒီခေတ်ကအန္တရာယ်ကင်းဆိုပြီးတော့ဗြဟ္မဏတွေရဲ့ရွတ်ဖတ်ပွဲစီစဉ်ရွာလူတွေကသူတို့ကိုကျွေးမွေးလှူဒန်းပြီးတော့ဗြဟ္မင်းတွေကိုကျောင်းသားတွေကိုဖိတ်တယ်ဆရာကြီးနဲ့ကျောင်းသားတွေကိုဖိတ်တယ်အဲ့ဒီဖိတ်ပြီးနောက်တည့်သွားရမယ့်ညမှာဘာဖြစ်လဲဆိုမိုးကြီးအကြီးကျယ်ရွာချတော့လမ်းမှာရှွန့်နေပွက်တွေနဲ့ဆိုဆရာကြီးကစိတ်ဓာတ်ကိုခေါ်ပြီးတော့လက်ဖြင့်ငါမိုးတွေနဲ့ရှွန့်နေပွက်တွေနဲ့ငါမလိုက်တော့ဘူးမင်းကောင်းဆောင်ပြီးတော့သွားပြီးတော့သူတို့ကြွေးတာမွေးတာတွေစားငါအတွက်ကိုမင်းယူခဲ့လို့ဆိုပြီးတော့သူတပည့်ကိုမှားလိုက်ပြီးတော့ဆရာကြီးကမလိုက်ဘူးမလိုက်တော့အဲ့ဒီစိတ်ဓာတ်ခေါင်းဆောင်ပြီးတော့သွားတာဟိုရောက်တယ်သူတို့ကလည်းဟန်ဆောင်ကောင်းကောင်းနဲ့ဗြဟ္မင်းနေအောင်ဆောင်ပြီးတော့နေကြတယ်အားလုံးကလည်းသူတို့ရှုပ်ဝက်ချက်ကိုမသိဘူးလူဟာလူပဲလေအဲ့ဒီလိုနေရနေပြီးတော့အဲ့ဒီပွဲမှာသူတို့ကိုနှုတ်ကနာထမင်းကျွေးမှာလူတွေကပူပူနွေးနွေးစားရအောင်လို့ဆိုပြီးတော့ကျောင်းသားတွေ
မရောက်ခင်ပြင်ပြီးတော့မထားဘူးသူတို့ရောက်လာပြီဆိုမှပူပူနွေးနွေးချပြီးတော့လောကနာထမင်းတွေချပြီးတော့ကျွေးပါအဲ့တော့ကျောင်းသားတွေကလည်းရောက်လာရောလောကနာထမင်းကလည်းပူပူနွေးနွေးကြီးတွေအကုန်လုံးအဲ့ဒီမှာခွက်ကလေးတွေထည့်ပြီးတော့တယောက်တစ်ခွက်စီကုန်လိုက်ပြီးတော့ကျွေးမွေးတာပေါ့ကျွေးမွေးတဲ့အခါမှာအဲ့ဒီတံဘူတဆိုတဲ့ကောင်ကသူကနည်းနည်းအစားမက်တယ်ဒီကောင်အစားမက်တယ်သူရှိချလိုက်တာလည်းသူကကောက်တွေ့တော့ပါအဲ့ဒီမှာဒီလောကနာကခုမှအိုးကနေပြီးတော့ယူလာတာဆိုပူချက်နေတာအဲ့ဒါကိုအမှတ်တမဲ့စားခြင်းစောနဲ့တံဘူတကပါဇက်ထဲလိုက်တဲ့အခါကျတော့ပါဇက်ကိုပူပြီးတော့လောင်ခံလိုက်ရတာဟုတ်လောင်ခံလိုက်ရတယ်ဆိုတော့မေ့ပြီးတော့သူကអော်လိုက်တယ်တဲ့သူអော်လိုက်တဲ့စကားလုံးကဘာတော့ဆိုနော်သူပြောလိုက်တဲ့အတန်ကသူကဗြဟ္မဏဘာသာနဲ့မပြောဘဲနဲ့အဲ့ဒီမှာဘာသာအမျိုးစုံရှိတယ်ထင်တယ်ဗြဟ္မဏဘာသာနဲ့သူကမပြောဘဲနဲ့ခလုနဲ့អော်လိုက်တယ်အဲ့တော့អော်လိုက်တော့ပူလိုက်တာလို့អော်တာပေါ့သူတို့ဘာသာစကားနဲ့ပူလိုက်တာလို့អော်တော့သူ့ကိုစိတ်ဓာတ်ကလည်းမေ့သွားတယ်ဒီစကားကိုသူတို့မပြောရဘူးမေ့သွားပြီးတော့သူကဘာပြောလိုက်တော့ဆိုဂိလာဆိုပြီးပြောလိုက်ပြန်အဲ့ဒီလိုပြောလိုက်တော့ဒီဘာသာစကားနှစ်ခုဘေးကဗြဟ္မင်ကျောင်းသားတွေကအကုန်ကြားလိုက်တာကြားလိုက်တဲ့အခါကျဒါဘာသာစကားတော့ကွာတို့ဒီစကားမကြားဘူးဘာဘာသာတော့ပေါ့နော်ခွီးတို့လို့ဒီဘာစကားတွေတုံးတာတို့မကြားဘူးတဲ့စကားလုံးတွေပါလားဆိုပြီးတော့အဲ့သူတို့ကဘာသာကိုလိုက်စစ်ကြဘယ်ဘာသာတော့ဘယ်ဘာသာတော့ဒီဟာနော်ဂိလာနဲ့ဘာစကားလဲဒါခလုနဲ့ဘာစကားလဲဆိုလိုက်စစ်တဲ့အခါကျတော့စန္ဒာလတွေပြောတယ်စန္ဒာလစကားဆိုတာလည်းသိရောဝိုင်းပြီးတော့နှက်ကြတာသူတို့ဆွဲရန်ဝိုင်းနှက်အဲ့မှာအရိုက်နဲ့ခံလိုက်ရနှစ်ယောက်ကိုမင်းတို့စန္ဒာလတွေဖြစ်တဲ့ဗြဟ္မယောင်ဆောင်ရမလားလို့ဆိုပြီးတော့ဝိုင်းဝန်းပြီးထိုးချိတ်ရိုက်နှက်ကြအဲ့ဒီမှာသူတော်ကောင်းစိတ်ရှိတဲ့လူတယောက်ကတွေ့တော့ဟဲ့တော်ကြမရိုက်ကြနဲ့ဆိုပြီးတော့သူတို့နှစ်ယောက်ကိုကဲထုတ်လိုက်တယ်ကဲထုတ်ပြီးတော့ကာကွယ်ပေးလိုက်တယ်ကာကွယ်ပေးပြီးတော့အဲ့ဒီသူတော်ကောင်းစိတ်ရှိတဲ့လူတယောက်ကလူကနေပြီးလူကြီးလူကောင်းတယောက်ကနေကဲမင်းတို့ဒီမှာနေရင်သေလိုက်မယ်မင်းတို့အဲ့တော့မင်းတို့ယသိဝတ်ကြပေါ့ကွာဒီဘွားနဲ့စားစရာတောက်စရာမရှိဘူးဆိုမင်းတို့ယသိဝတ်နေကြလို့ပြောတယ်အဲ့ဒါနဲ့သူတို့ဟာယသိဝတ်ကြယသိဝတ်ပြီးယသိတိလစောက်တည်ပြီးနေတာတိတ်မကြဘူးယသိဘွားကတေသွားတယ်တယောက်စလုံးတေသွားပြီဘယ်သွားဖြစ်တုံးဆိုအကုသိုလ်ကံများကျိုးပေးတာနော်တခုသောဘွားကလုပ်ခဲ့တဲ့ဒုစရိုက်တွေကြောင့်မို့လို့ညီကိုနှစ်ယောက်စလုံးဟာဒီစန္ဒာလဘဝအောက်တန်းကြတဲ့လူဘဝရောက်ရကနေပြီတေသွားတဲ့အခါဘယ်သွားဖြစ်တုံးဆိုနေရင်စရာမြစ်ကမ်းမှာသမင်မဝံသွားဝင်စားပြီးသမင်ဖြစ်သွားပြန်သမင်ဖြစ်တဲ့အခါမှာလေသူတို့ကအမတန်ချစ်ခင်ကြတယ်တကောင်းတတွဲတပူးတွဲနေကြတယ်လူတော်ကလိုပဲညီကိုနှစ်ယောက်လိုပဲဟိုမှာလေးသမင်နှစ်ကောင်ဟာလဲချင်းချိတ်လို့ဂျိုချင်းရှက်လို့အဲ့လိုနေတဲ့အချိန်မှာမုတ်ဆိုးတယောက်ကချောင်းပြီးတော့နှစ်ကောင်စလုံးကိုလှန်နဲ့ထိုးသတ်လိုက်တာနှစ်ယောက်စလုံးသေသွားပြန်တယ်သမင်နှစ်ကောင်စလုံးသေသွားအဲ့ဒါနဲ့သမင်ဘဝကသေတဲ့အခါကျတော့ဘယ်ရောက်သွားပြန်တော့ဆိုနမရာမြစ်ဆိုတာလေခုအိန္ဒိယနိုင်ငံကနေပြီးတော့ဒီရာဇဂိုဘက်ကနေပြီးတော့ခုနဘုံမေဘက်ကိုသွားလို့ရှိရင်ယထာနဲ့ဖြတ်ရတဲ့နေရာရှိတယ်နရမထာလို့ခေါ်တယ်တရားနဲ့မြစ်ကြီးရှိတယ်အဲ့ဒီမြစ်ကိုတရားကူးထားတာရှိတယ်အဲ့ဒီတရားပေါ်ကနေဖြတ်ရနမရာမြစ်ဗမာပြည်မှာတော့နမရာမြစ်ကဒီမန်းဆက်တော်ဟောနမရာမြစ်လို့ခေါ်တယ်နော်
နမရာမြစ်လို့ခေါ်နေကြတယ်အိန္ဒိယမှာနမရာမြစ်ဆိုတာရှိတယ်နရမဒါလို့ခေါ်တယ်သူတို့အဲ့ဒီမြစ်ကိုမြစ်နားလေးမှာဝန်လိုဆိုတဲ့ငှက်ကြီးတွေဖြစ်တယ်နှစ်ကောင်စလုံးသူတို့နှစ်ယောက်စလုံးဟာဝန်လိုငှက်ဘဝရောက်သွားကြအဲ့လိုရောက်သွားတဲ့အခါမှာလည်းငှက်ဘဝမှာလည်းသူတို့နှစ်ယောက်ကချစ်ခင်ကြချစ်ခင်ပြီးတော့တကောင်းလဲချင်းရှက်ပြီးသွားတူလာတူဒီလိုနေရင်ကနေပြီးတော့မုတ်ဆိုးထောင်တဲ့ကြော်ကွဲမှာနှစ်ကောင်စလုံးမိပြီးတော့မုတ်ဆိုးလက်ထဲမှာအသက်ပြောက်ရပြန်နော်ဘဝမှာအဲ့ဒီလိုကနေပြီးယသိဝတ္တုံကခဏတပြုတ်သိမကြလိုက်ဘူးယသိသူတော်စင်တို့ရဲ့သီလကိုစောင့်တည်လိုက်တယ်အဲ့ဒီကုသိုလ်ကအကျိုးပေးပြီးတော့အကြီးဖြစ်တဲ့စိတ်ဓာတ်ကပရောဟိတ်ပုံနာသားသွားဖြစ်တယ်အငယ်ဖြစ်တဲ့တန်ဗုဒ္ဓကဥတ္တရပင်စာလမြို့မှာအဲ့ဒီဥတ္တရပင်စာလမြို့ရဲ့ဘယင်ရဲ့သားသွားဖြစ်တယ်ဒါကံကနေသူတို့ကျုပ်ပေးလိုက်တယ်နော်ကုသကံကနေပြီးတော့အချိန်အနည်းငယ်အတွင်းသီလဆောင်လိုက်တဲ့ကံကနေကျုပ်ပေးလိုက်တယ်အဲ့ဒါနဲ့နှစ်ယောက်ဟာစိတ်ဓာတ်ကပရောဟိတဖြစ်ပြီးတော့တန်ဗုဒ္ဓကဘုရင်သားသွားဖြစ်တယ်အဲ့ဒီအချိန်မှာအမြည်မဲ့တဲ့နေ့စိတ်ဓာတ်ကသူကျင်လည်ခဲ့တဲ့ဘဝ၄မျိုးစလုံးမှတ်မိတယ်နော်သူဘယ်ဘဝလာလဲဆိုတာပထမဒွန်ဆန္ဒစန္ဒလဘဝအဲ့ဒီနောက်သမင်ဖြစ်တယ်အဲ့ဒီနောက်ဝန်လိုငှက်ဖြစ်တယ်အခုပရောဟိတ်ဘုံနာသားဖြစ်လာတယ်ဆိုတာသူနာမည်မဲ့တဲ့နေ့မှာအမှတ်တရသူခေါင်းထဲမှာမှတ်မိလားတန်ဗုဒ္ဓကတော့စန္ဒလဘဝမှာအထိုးကျိတ်ခံရတာတွေကဇတ်နာတော့အဲ့ဒါတခုပဲမှတ်မိတယ်သမင်ဘဝတို့ဝန်လိုဘဝတို့ဈာတဲ့ကနှစ်ဘဝသူမသိဘူးအဲ့ဒါလို့ညီကိုနှစ်ယောက်ဟာတဏှာစီပြန်လီပြီးတော့လူဘဝမှာမွေးဖွားလာကြပြန်နော်ဒါပြောတာကံတရားနဲ့တန်တရားဘဝတွေဆိုတာဒီလိုပဲဘဝတန်တရားမှာလူတွေဟာစုံကြီးစံကြီးဖြစ်ပြီးတော့နေကြရတာပေါ့အဲ့ဒီမှာအရွယ်ရောက်တဲ့အခါကျတော့16နှစ်အရွယ်ရောက်တော့စိတ်တဆိုတဲ့ဒီမှာလည်းပဲသူ့ကိုစိတ်တလို့ပဲခေါ်တယ်စိတ်တပန္တိတပရောဟိယတာစိတ်တပညာရှိရတော့သူကတန်တရားဝတ်ကနေကာမဂုဏ်အာယုန်တွေကိုညှိငွေ့ပြီးတော့သူကယသိဝတ်သွားတယ်ယသိဝတ်ပြီးတရားဓမ္မအားထုတ်လိုက်တာသူကဇံအပိဉ္နေရဇံအပိဉ္နေရတော့အတိတ်ကြောင်းကိုကြည့်လိုက်တယ်အေးငါညီတန်ဗုဒ္ဓဘယ်များဖြစ်နေပါလဲလို့ကြည့်လိုက်တော့ဥတ္တရပင်စာလမြို့မှာဘုရင်သားဖြစ်နေတယ်ဆိုတာသူတွေ့တယ်တွေ့တော့သူနဲ့သွားတွေ့ဖို့စဉ်းစားတယ်စဉ်းစားရင်ကနေပြန်ပြီးတော့ခေါင်းထဲမှာပေါ်လာတယ်သူဟာပင်စာလဘုရင်ကြီးမရှိတော့နိုင်ရဆန်သွားတဲ့အခါမှာတန်ဗုဒ္ဓကဌိနံဆက်ခံရတယ်ခုမှပဲသူဌိနံဆက်ခံသေးတယ်ခုချိန်သွားတွေ့လို့မတော်သေးဘူးပေါ့သူ့ကိုတရားဟောလို့ရမှာမဟုတ်ဘူးကာမဂုဏ်အာယုန်နေနဲ့ဘုရင်သားဆိုတော့သူ့ကိုဆွဲထုတ်ဖို့မလွယ်သေးဘူးအဲ့တော့စောင့်လိုက်အောင်မယ်ဆိုပြီးနှစ်ပေါင်း90စောင့်သူ့ညီကိုသွားမတွေ့ပဲနဲ့နှစ်ပေါင်း90စောင့်အဲ့တော့နှစ်ပေါင်း90စောင့်နေဆိုတော့သူတို့ဟာအနည်းဆုံးအသက်60 90လောက်ဖြစ်သွားကြမယ်ပေါ့ဒီရွယ်ထိအောင်သူစောင့်လိုက်တယ်စောင့်ပြီးတဲ့အခါမှာအဲ့ဒီအချိန်မှာတန်ဗုဒ္ဓဆိုတဲ့ဘုရင်ကသူဌိနံတက်တဲ့နေ့မှာသူအမြတ်နိုးဆုံးသချင်းတစ်ပုဒ်မင်္ဂလာသချင်းတစ်ပုဒ်ကိုရေးဆက်တယ်ရေးဆက်ပြီးတဲ့အခါမှာအဲ့ဒီသချင်းလေးပဲသူဆိုတယ်အဲ့ဘုရင်ကြိုက်တဲ့သချင်းဆိုပြီးတော့လူတွေကလည်းအလုံးတနိုင်ငံလုံးကအဲ့ဒီတစ်မြို့လုံးကလူတွေကလည်းဘုရင်ကြိုက်တဲ့သချင်းဆိုပြီးတော့အဲ့ဒီသချင်းကိုပဲဆိုကြတယ်ပေါ့ဒါကဒီထင်ရှားတဲ့လူတယောက်ကလှုပ်လို့ရှိရင်လိုက်လို့လို့ရှိတဲ့သဘောတရားကိုပြောတာလူတွေရဲ့သဘောဟာအဲ့တိုင်းဝိုင်းပြီးတော့လိုက်လို့ကြတယ်အဲ့တော့သူဆိုတဲ့သချင်းလေးကအဓိပ္ပာယ်ကဘာတော့လို့ဆိုတော့သူကပြောတာသချင်းလေးတစ်ပုဒ်သူ့ရဲ့ဒီနန်းထက်မင်္ဂလာမှာဒီသချင်းကိုသူကရေးဆက်ပြီးတော့စီစဉ်တာအဲ့တော့ပါဠိလိုဒီသချင်းရဲ့အဓိပ္ပာယ်ကိုဖော်ပြထားတာတော့
တပ္ပံနရဏံတပ္ပလံသူစိဏနာကမ္မုနာကိစ္စနမောကမတ္တိတဲ့ဟောလူတွေအဖို့ကိုလွတ်ခဲ့တဲ့ကောင်းစွာပြုလုပ်ခဲ့တဲ့ကံတရားတွေဟာအကျိုးရှိတယ်အကျိုးမပေးဘူးမဟုတ်ဘူးအကျိုးပေးတယ်ကိုလွတ်ခဲ့တဲ့ကောင်းတဲ့ကုသိုလ်ကံဟာနည်းသည်ဖြစ်စေများသည်ဖြစ်စေအကျိုးဖြစ်ထွန်းတယ်နာကမ္မုနာကိစ္စနမတ္တိမောကကိစ္စနမောကမတ္တိကံတရားဆိုတာဘယ်တော့မှအလကားပျောက်ပြက်သွားတာမရှိဘူးတဲ့လို့သည်မြကံတရားတွေဟာအကျိုးပေးတယ်ပတ္တမိတံဗုဒ္ဓံယထာနုဘဝံတကမ္မုနာပုံညဖလူပပန္နံငါကိုယ်တိုင်တံဗုဒ္ဓဆိုတာသူကိုယ်သူပြောတာတံဗုဒ္ဓဆိုတဲ့ငါကိုငါဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုခံစားရပြီးအခုလိုဘယင်နဲ့မင်းဆိုးရာစာဘဝရောက်လာတယ်ဆိုတာငါကိုယ်တိုင်လက်တွေ့သိရှိတွေ့မြင်နေရပြီဆိုပြီးတော့ကံတရားဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူးလုပ်တဲ့များကုသိုလ်ကောင်းမှုတွေကကောင်းကျိုးချမ်းသာရတယ်ဆိုတော့ဘယ်လိုလဲကိစီနုစိတ်တတ္တာပိဧဝမယဣဒောမနောတတ္တယထာပိမရှံငါမှာအခုလိုဘယင်စည်းစိမ်မင်းစည်းစိမ်ကိုရရှိတယ်လို့ငါရဲ့အကိုစိတ်ဓာတ်ရောဘယ်လိုများနေပါလဲသူ့အကိုတတိရတယ်အနေနဲ့ငါရဲ့အကိုစိတ်ဓာတ်ရောသူ့ရဲ့စိတ်နှလုံးအလိုတွေမှာပြည့်မပြည့်ရဲ့လားသူရောကုသိုလ်ကောင်းမှုရဲ့အကျိုးနဲ့ဘာများဖြစ်နေပါလဲလို့အဲ့ဒီမိခွန်းအတိတ်ပဲပါတဲ့တခြင်းလေးတစ်ပုဒ်ကိုသူကအမြဲတမ်းသိဆိုလို့ရှိတယ်တဏ္ဍာငါလုံးဟာဒီတခြင်းကြီးပဲဆိုကြတယ်နှစ်ပေါင်း90ဆိုးလာတဲ့တခြင်းဟာအဲ့ဒီနိုင်ငံမှာခေတ်စားဆုံးတခြင်းတစ်ခုပေါ့နော်ကံတရားကိုဖော်ညွှန်းထားတဲ့ဒီတခြင်းလေးတစ်ပုဒ်ကိုလူတိုင်းဆိုကြတယ်နှစ်90ပြည့်တဲ့အခါမှာဘုရားလောင်းစိတ်ဓာတ်ဒီပညာရှိကယသိကသွားပြီးတော့တွေ့ဖို့တော့အချိန်တန်ပြီလို့ဆိုပြီးကောင်းငင်ခရီးကနေပြီးတော့ဥဒ္ဒရပင်စာလမြို့ကဥယျာဉ်ထဲကိုကြွလာပြီးတော့ဥယျာဉ်ထဲမှာသတင်းသုံးတယ်သတင်းသုံးတဲ့အခါမှာအဲ့ဒီဥယျာဉ်ထဲမှာထင်းချောက်ကောက်ရင်းနဲ့ထင်းခွေတဲ့ကလေးတယောက်ကတခြင်းလေးတကြောကြောနဲ့ထင်းနေစုနေတာတွေ့သူဆိုတဲ့တခြင်းကခုနတခြင်းပဲဆိုတယ်နော်ကောင်းစွာကျင့်အပ်တဲ့လူတွေကောင်းစွာလုပ်ခဲ့တဲ့အလုပ်ရဲ့အလုပ်ဟာအကျိုးရှိတယ်ဆိုတာတွေ့ရတယ်ကံတရားဆိုတာဘယ်တော့မှအလကားဖြစ်မသွားဘူးအေးတမ္မူတကိုကြီးမားတဲ့အစွမ်းတကူကုသိုလ်ကောင်းမှုကြောင့်ဘုရင်စီစဉ်ကိုရရှိလာတယ်စိတ်ဓာတ်မှာကောဒီလိုအခြေအနေတွေများရရဲ့လားဆိုတဲ့အတိတ်ပဲရှိတဲ့ဒီသချင်းလေးတစ်ပုဒ်ပဲဆိုတော့အဲ့ဒီစိတ်ဓာတ်ပဏိတယသိကနေပြီးတော့အဲ့ကလေးကိုလှမ်းခေါ်တယ်ခေါ်တော့သွားတော့မင်းဒီသချင်းရဲ့အဖြေကိုသိလားမိကွန်းလေးလို့ဖြစ်တာဟုတ်စိတ်ဓာတ်ရောဒီလိုအခြေအနေရှိပါမလားဆိုတဲ့မိကွန်းလေးကိုဒီသချင်းရဲ့အဖြေကိုမင်းသိလားဆိုမသိဘူးသိရင်မင်းဘရင်ရှိသွားရွတ်မလားဆိုရွတ်ပါမယ်အေးရွတ်ရင်တော့မင်းဆုရမှာပဲဆိုပြီးတော့သင်ပေးလိုက်တာနော်အဲသချင်းလေးရဲ့အဖြေကိုသင်ပေးလိုက်တာအဓိပ္ပာယ်ကတော့တပ္ပန္နရဏံတဖလံသူစနေလူတို့ရဲ့ကောင်းစွာကျင့်အပ်တဲ့ကုသိုလ်တရားရဲ့အကျိုးဆိုတာအားလုံးရှိတယ်တွေ့ရတယ်နကမ္မုနာကိစ္စနမတ္တိမောကိစ္စနမောကမတ္တိကံတရားတွေဟာအလကားသားပျောက်ပြက်သွားတာတခုမှမရှိဘူးစိတ်တံပိဇာနာတိတထေဝဒေဝအရှင်မင်းမြတ်နော်စိတ်ဓာတ်ကိုလည်းအဲ့တိုင်းပဲသိပါဣဒောမနောတတ္တယထာပိတုံရှာအရှင်မင်းကြီးမှာပြည့်ပြည့်စုံတဲ့ဘဝကိုရတယ်လို့သူ့မှာလည်းပြည့်ပြည့်စုံစုံဘဝကိုရတယ်ဆိုတာအရှင်မင်းကြီးသိပါလို့အဲ့ဒါလို့တုတ်ပြန်တဲ့တခြင်းလေးတစ်ပုဒ်ကိုသင်ပေးလိုက်တာအဲ့ဒီကလေးကလည်းဝမ်းသာအားရအိမ်ပြန်ပြီးတော့သူ့အမေကိုပြောပြီးဘုရင်ကြီးစီသတင်းပို့ရေမိုးချိုးဝစားဆင်ရင်ပြီးတခြင်းရဲ့အဖြေကိုဆိုမယ်ဆိုပြီးတော့သွားတဲ့အခါမှာဘုရင်ကြီးကိုသူကတဏှာဥဒ္ဒင်နဲ့ရှင်မင်းကြီးရဲ့တခြင်းကိုအရင်ဆိုပါကျွန်တော်မျိုးအဖြေတခြင်းကိုဆိုပါမယ်ဆိုပြီးတော့
အမေးနဲ့အဖြေပေါ့နော်စိတ်ဓာတ်ရဲ့အကြောင်းဘယ်လိုနေသလဲဆိုတဲ့အမေးပါတဲ့သချင်းကိုဘုရင်ကြီးကဆိုတဲ့အခါမှာသူကဒီအဖြေသချင်းကိုဆိုလိုက်တယ်အဲ့လိုအဖြေသချင်းကိုဆိုလိုက်တာနဲ့သူကချက်ချင်းဒီစိတ်ဓာတ်ရဲ့အကြောင်းကိုတော့ငါသတင်းရပြီဆိုပြီးတော့ဒီသဘောကျသွားပြီနေပေါင်းမင်းအဖြေကိုငါသဘောကျတယ်မင်းကိုယ်တိုင်စိတ်ဓာတ်နဲ့တွေ့ခဲ့တာလားနော်မင်းကိုယ်တိုင်နောင်တော်စိတ်ဓာတ်နဲ့တွေ့ခဲ့တာလားသို့မဟုတ်သူများကနေတဆင့်ပြောတာလားလို့ဆိုစိတ်ဓာတ်လားဘာလားတော့ကျွန်တော်မျိုးမသိပါဘူးတဲ့ယသိတူကကျွန်တော်ကိုသင်ပေးလိုက်တာပါတဲ့ဆိုတော့ဟာဒါဖြင့်ကောင်းပြီဆိုပြီးတော့ဒီအမတ်ကြီးတွေကိုအမိန့်ချပြီးတော့ချက်ချင်းသွားရအောင်ပြင်ဆင်ခိုင်းတယ်ဥယျာဉ်ကိုသွားပြီးတော့ချက်ချင်းသွားတွေ့မယ်ဆိုပြီးတော့ဘုရင်ကြီးကအားချင်းပြင်ဆင်ခိုင်းပြီးတော့ဥယျာဉ်ထွက်တယ်ဥယျာဉ်ထွက်တဲ့အခါကျတော့ဥယျာဉ်ထဲရောက်တဲ့အခါပြင်ဘက်မှာသူတို့စီးလာတဲ့ရင်တွေကိုထားပြီးရသေးထံချင်းကပ်ပြီးတော့သွားတယ်အဲ့တော့မြင်လိုက်တာနဲ့ပဲတန်တရားကခင်မင်မှုတွေပြန်ပြီးတော့ပေါ်လာလိုက်တာသူ့အကိုစိတ်ဓာတ်လို့မသိပေမဲ့လို့အထင်နဲ့ပဲမဲ့လို့သူဟာမြင်လိုက်တာနဲ့ခင်မင်စိတ်တွေဖြစ်လာနော်ခင်မင်စိတ်တွေဖြစ်လာပြီးတော့ဒီရသေးကိုချိုးချိုးနုံနုံနဲ့သူအဲ့ဝပြုပြရစေဆိုပြီးတော့ယသိထိုင်မှုပလင်းတွေယူခဲ့ဘာတွေယူခဲ့နဲ့အကုန်လုံးစီမံဆောင်ရွက်ပြီးတော့ယသိကိုပြုစုတာပေါ့နော်ပြုစုပြီးတော့ယသိကြီးကိုဘာလုပ်တုံးဆိုရင်အခုဘုရင်ကြီးကသူပိုင်ဆိုင်တဲ့ဒီနိုင်ငံမှာနေပါတိုင်းပြည်ကိုနှစ်ချမ်းချမ်းပြီးတော့သူတို့နှစ်ယောက်တူတူအုပ်ချုပ်ပါမယ်တိုင်းပြည်ကိုတပိုင်းစီခွဲပြီးတော့အုပ်ချုပ်မယ်မင်းလုပ်ကြမယ်လို့အဲ့ဒါလို့ဘုရင်ကြီးကိုသူဖိတ်ခေါ်တယ်နော်ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ဘုရင်ကြီးကအဲ့ဒါလို့ဖိတ်ခေါ်လိုက်တဲ့အခါစိတ်ဓာတ်ယသိကသူ့ဘာပြန်ပြောလဲတရားပြန်ဟောပြတယ်စိတ်ဓာတ်ယသိပြောတဲ့တရားတွေကဒိဋ္ဌဝမယံဒုစရိတတရာသအထောသူစိတ်နတ္တဝိပါကံအတ္တနာမေဝပฏิတံယမိတ်တံနပတ္ထေပုဒ္ဓပတုံထဏံဝါသူကမင်းစိစိတ်ကိုလက်ခံဖို့အနှင်းတဲ့အခါမှာစိတ်ဓာတ်ယသိကရှင်မင်းကြီးတဲ့ငါဟာဒုစရိုက်ရဲ့အကျိုးကိုလည်းကိုယ်တိုင်သိကြရပြီတဲ့သူစရိုက်ရဲ့အကျိုးတရားကိုလည်းငါကိုယ်တိုင်သိကြရပြီဟုတ်တယ်လေမကောင်းတဲ့ဒုစရိုက်တွေကြောင့်သူတို့ဟာဒွန်းဆန္ဒအိမ်မှာလူသွားဖြစ်တယ်အဲ့ဒီမှာအရိုက်နဲ့တွေခံရပြီးဒုက္ခတွေကြီးကျယ်ရောက်ခဲ့တယ်နော်ဒုစရိုက်ရဲ့အကျိုးအဲ့ဒီဒုစရိုက်အကျိုးကအပိမတတ်သေးဘူးအပရာပရိယဝေရဏိယကံနဲ့သမင်းဘဝပို့လိုက်သေးတယ်တိရစ္ဆာန်ဘဝပို့လိုက်တဲ့အခါမုတ်ဆိုးရဲ့လက်ချက်နဲ့အသက်ထွက်ရပြန်တယ်တခါသမင်းဘဝပို့လို့အားမရဘူးငှက်ဘဝကိုတခါပို့လိုက်ပြန်တယ်ငှက်ဘဝမှာလည်းပဲမုတ်ဆိုးရဲ့ကြော်ခွင်းနဲ့မိပြီးအသက်ခံလိုက်ရတယ်အဲ့ဒါဒုစရိုက်ရဲ့အကျိုးတရားတွေကိုသူကိုယ်တိုင်ခံစားသိရှိခဲ့ရပြီတဲ့ကောင်းစွာလုပ်တဲ့ကုသကံရဲ့အကျိုးတရားကိုလည်းသူခံစားရတယ်တဲ့အခုဒီဘဝမှာယသိခဏဝေါ်လိုက်ရတဲ့ကိုချင်းသီလခဏစောင့်လိုက်ရတဲ့သီလရဲ့အကျိုးကြောင့်အခုဟာသူဟာပရောဟိတ်သားဖြစ်ပြီးတော့လူဘဝမှာချမ်းသာဒုက္ခရရှိနေအဲ့ဒါကိုလည်းသူသိရှိထားတယ်ပေါ့ဒါကြောင့်မို့လို့အတ္တနာမေဝပฏิတံယမိတ်တံအဲ့ဒီစီစဉ်ဥစ္စာတွေသူမလို့ခြင်းဘူးတဲ့ကိုယ့်ကိုယ်ပဲကိုချင်းသီလကောင်းအောင်ထိမ့်သိမ်းဆောက်ရှောက်တော်မယ်နပတ္ထေဗုဒ္ဓပတုံဒနံဝါသာသမီလည်းမလို့ခြင်းဘူးနော်စီဝါဥစ္စာတွေလည်းမလို့ခြင်းဘာမှမပိုင်ခြင်းဘူးတဲ့ကိုယ့်ကိုယ်သီလလုံအောင်ထိမ့်သိမ်းဆောက်ရှောက်တော်မယ်ငါကိုယ်တိုင်ဒုစရိုက်တွေရဲ့အပြစ်တွေသူစရိုက်တွေရဲ့အကျိုးတရားတွေကိုယ်တိုင်သိရှိထားတာဖြစ်သောကြောင့်ဘာကူမှငါမလိုချင်ဘူးမင်းစိစိဆိုဝေးပေါ့နော်ဘာကူမှမလိုချင်တော့ဘူး
ကိုချင်းသီလကိုပဲဒါအမြတ်တနိုးဆောင်ရှောက်မယ်တဲ့တသေဝိမာဝတ္တထတာမစ္ဆနာဣဒစေဝိတံဆက်ပြီးတော့တရားဟောတယ်ဒီမဲ့တဲ့လူဘဝဆိုတာတဲ့နော်လူဘဝဆိုတာအရွယ်10မျိုးရှိတယ်အရွယ်10မျိုးရှိတယ်လူဘဝရဲ့အခိုက်အတန့်လေးဟာ10မျိုးနော်တဏိတာကနေပြီးတော့10နှစ်သားအထိအောင်မန္တဓာတကလို့ခေါ်တယ်နော်10ခုအစုတနှစ်သားအရွယ်ကနေပြီးတော့10နှစ်သားအရွယ်ထိအောင်မွေးလာပြီးတဲ့နောက်ပေါ့လေ10နှစ်ထိအောင်မန္တဓာတကခန္ဓာကိုယ်ကလည်းနုနေတယ်အသိဉာဏ်လည်းနုနေတယ်စိတ်ဓာတ်ကလည်းနုနေဟောကလေးအရွယ်အဲ့ဒီကလေးအရွယ်ကနေတခါပြောင်းလဲလာတဲ့အခါမှာ17နှစ်ကနေပြီးအသက်20ထိအောင်ကြတော့ခိဋ္ဌာဓာတကတကယ်ချင်းပေါင်းသိနေနဲ့ပျော်တဲ့အရွယ်ဖြစ်လာတယ်အဲ့ဒါလည်းပဲဒီတိုင်းတည်ပြဲနေတာမဟုတ်ဘူးနော်21ကနေပြီးတော့30ကြတော့ဝဏ္ဏဓာတကရုပ်အစင်းလေးတွေလှပပြီးတော့လူဟာထွားကြိုင်းလာတယ်ထွားကြိုင်းလာတယ်အသားအရည်တွေစုပ်ပြေးလာတယ်အဲ့ဒါလည်းကြာရှည်မခံဘူးစနစ်ပြည့်တာနဲ့နော်31ကနေ40ရောက်လာတဲ့အခါမှာဗလဓာတကဗလဓာတကခွန်အားတွေတောင့်တင်းလာတယ်အဲ့ဒီရွယ်ကလည်းပဲကုံဆုံးသွားတဲ့အခါမှာ41ကနေပြီးတော့50ပညာဓာတကပညာအရာမှာစင်ချင်းစားစားလှုပ်တဲ့အရွယ်ရောက်လာအေး51ကနေ60ကြတော့အားလုံးဟာပြန်ပြီးတော့ကြလာတယ်ဟာနိဓာတက51ကနေ60ဆိုအကြပိုင်းရောက်လာတယ်အဲ့တော့ကြတဲ့အခါမှာတော့မြန်မြန်ကြတာရှိတယ်နှီးနှီးကြတာရှိတယ်ပေါ့နှီးနှီးကြတဲ့လူတော့အရွယ်တင်တယ်လို့ချီးမွမ်းကြတာပေါ့နော်အဲ့တော့51ကနေ6နဲ့ကအကြပဲအတိုးမရှိဘူးအဲ့ဒါကိုဟာနိဓာတကလို့ခေါ်တယ်61ကနေ80ကြတော့သူကပပ္ပါရဓာတကလမ်းသွားရင်ကိုင်းတိုင်းဖြစ်လာပြီနော်ကိုင်းတိုင်းဖြစ်လာအဲ့ဒီလို80ကနေပြီးတခါ81ကနေပြီး80ရောက်လာတဲ့အခါကျတော့ဝင်ကဓာတကလက်ပြင်လေးတွေကုန်းလာတယ်ခါးလေးတွေကုန်းလာကုန်းတဲ့အရွယ်ကိုင်းတဲ့အရွယ်ရောက်လာတယ်အေး81ကနေ90ကျတော့မောမှုဟာဓာတကမိတယ်အခုပဲတွင်စားပြီးစားရသေးဘူးလို့ပြောခြင်းပြောတယ်ကိုပစ္စည်းလေးထားပြီးဟိုနာထားပြီးရှာလို့လိုက်ရှာလို့ရှာရောင်းမခါထိုးရှာလို့ရှာနော်ထားပြီးတော့မေ့လာအေး61ကနေ100ကြတဲ့အခါကျတော့တယနာဓာတကအဲ့ရထဲမှာခွေးနေတာပဲများတော့တယ်အဲ့ဒါလို့လူဘဝဟာအပိုင်း10ပိုင်းနဲ့အရွယ်10မျိုးနဲ့တစ်ခုပြီးတစ်ခုပြီးကုန်းလာတာတဲ့သူညီကိုတမ္မုဒ္ဒဘယင်ကိုစိတ်တယတိကနေတရားဟောတာဓတေဝိမာဝတ္တတတနော်အဋ္ဌာနံဣဒစီဝိတံလူတွေရဲ့အသက်ဆိုတာတဲ့အခုလိုရွေ့နေတာရွေ့အပတ္တိညေဝတံဩဒိကန့်တတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်အောင်ဘယ်သူမှမနေရဘူးတဲ့နော်စနစ်နဲ့ပြောင်းနေကြတာတချို့မှမန္တဓာတကရင်သေသွားမယ်တချို့ကတော့ခိဋ္ဌာဓာတကရင်သေသွားမယ်တချို့ကဝဏ္ဏဓာတကရင်သေသွားမယ်ဒီဓာလက10ခုဆိုအတ္တရာရှိရအဲ့ဒီထိအောင်ရောက်တဲ့ပုဂ္ဂိုလ်လွန်နေတယ်အပတ္တိညေဝတံဩဒိဆိုင်ရာအစုလိုက်10နှစ်တစုကိုမရောက်ခင်ပဲနလောစိန်တော်ဝသုတ်တတိကျူပင်လေးကိုခုတ်ပြီးတော့နေဘူးထဲချလိုက်တဲ့အခါကျူပင်လေးကရှုံသွားသလိုပဲနော်နေဘူးလောင်ပြီးတော့ကျူပင်ဟာရှုံသွားသလိုပဲလူဟာလည်းပဲဒီသိဆုံးခြင်းနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မို့လို့ငါမင်းစည်းစိမ်ကိုမလို့ခြင်းဘူးတို့နေရတဲ့ဘဝလေးဟာခဏလေးပဲတဲ့ကာတတ္ထနန္ဒီကာခိဋ္ဌာဒါလောက်တက်တန်းလေးရတူပြီးတော့ဘဝဟာမတည်မြဲတာမင်းကာနန္ဒီဘာများကြိုက်เสียရှိလို့လဲဘာများကျင့်တတ်เสียရှိဘာမှကျင့်တတ်เสียမရှိဘူးကာခိဋ္ဌာပျော်เสียရောရှိရလားမရှိဘူးဘာမှပျော်เสียမရှိဘူး
ကာရတိနှစ်သက်ကျေနပ်စရာရောရှိလားမရှိဘူးကာတိတဏိတနာစီးပွားဥစ္စာတွေရောဘာလို့ရှာနေမှာလဲအလုံးထားခဲ့ရမှာပဲကိုရှာသမျှတွေကအလုံးထားခဲ့ရတို့နေတာခဏလေးပဲနော်ကျန်တဲ့တွေအကုန်လုံးထားခဲ့ရမှာလေကိမေပုတ်တေဟိဓာရေဟိရာဇမုတ်တော်သမိဖန္နနာရှင်မင်းကြီးတဲ့ဒီလိုတက်တန်းလေးကတူတူတောင်းတောင်းလေးမှာသားတွေသမီးတွေနဲ့ဘာလုပ်မှလဲတဲ့အိမ်အောင်လေးပြုတ်ပြီးတော့ဘာလုပ်မှလဲအဲ့ဒီအနှောင်ဖွဲ့တွေကငါလွတ်ပြီဒီဘဝကိုငါပြန်ဘယ်တော့မှမဆင်းဘူးလို့အဲ့ဒီလိုတရားဟောလိုက်တာနော်အဲ့လိုတရားဟောသောဧဝံသောဟံဧဝံပသနာမိမစ္စုမေနပမစ္စတိငါဒီတိုင်းပဲနားလေတယ်သိချင်းတရားကငါ့ကိုမေ့ထားမှာမဟုတ်ဘူးတဲ့လာခေါ်မှာသိချတယ်သိချင်းတရားသည်ငါ့ကိုမေ့ထားမှာမဟုတ်ဘူးအန္တကေနာရိပန္နတကာရတိကာတနေသနာသိရမယ့်လူတယောက်အနေနဲ့ပြောစရာအချိန်ဆိုတာဘာရှိလို့လဲတဲ့ပစ္စည်းဥစ္စာတွေကိုရှာဖွေစုဆောင်းနေတာလဲဘာလို့ဖို့လဲဟောဇာတိနရဏံအတ္တမစနေတစန္ဒာလယောနိဓိပတာကနေထာတကေဟိကံမေဟိသူပပကေဟိစန္ဒာလခတ်ပေအဝေသိမ့်မှပုတ်ပေမင်းကြီးစဉ်းစားကြည့်တယ်တို့ညီကိုနှစ်ယောက်အတိတ်ဘဝတုန်းကနော်တကယ်ကိုအောက်တန်းကြတဲ့စန္ဒာလမျိုးမှာလူသားတွေထဲမှာအောက်တန်းအကျဆုံးစန္ဒာလဘဝတို့ရောက်ခဲ့ကြတယ်ပေါ့ရောက်ခဲ့တယ်အဲ့ဒါဘုရင်ကြီးကလည်းမှတ်မိတယ်နော်အဲ့ဒီဒီစန္ဒာလဘဝရောက်တာတကေဟိကမ္မကေဟိသူပပကေဟိအလုံးကိုမကောင်းတဲ့အကုသိုလ်တွေကြောင့်တို့အဲ့ဒီဘဝရောက်တာတဲ့လူချင်းတူရတဲ့နဲ့အဆင့်တန်းမရှိတဲ့ဘဝမျိုးတို့ရောက်လာခဲ့တာတကေဟိကမ္မကေဟိသူပပကေအလုံးကိုအောက်တန်းကျတဲ့မကောင်းတဲ့အကုသိုလ်ကံတွေကြောင့်တို့လုပ်ခဲ့တဲ့ကံတွေကြောင့်စန္ဒာလကပ်ပေအဝေသိမ့်မှပုတ်ပေစန္ဒာလအမျိုးထဲမှာသွားပြီးတော့တို့ဟာတရေတဲပြီးအဲ့ဒီအမျိုးရိုးထဲမှာသွားမွေးတာအလုံးကိုဆိုးဝါးတဲ့ဒုစရိုက်ရဲ့အကျိုးတွေကိုတို့ခံခဲ့ရတာမဟုတ်လားတဲ့စန္ဒာလာဟုံမအဝန္တိတုတဲ့အဝန္တိတိုင်းမှာတို့နှစ်ယောက်ဟာဒွန်းဆန္ဒဖြစ်ခဲ့ကြတယ်မိခာနေရင်စရပတိအဲ့ဒီဘဝကတည်တဲ့အခါနေရင်စရမြစ်ကမ်းခြေမှာတမင်သွားဖြစ်ရပြန်တယ်ဥက္ကုတနမရာတိတွေနမရာမြစ်ရဲ့ကမ်းခြေမှာကျတော့ဝန်လိုငှက်တွေသွားဖြစ်ကြပြန်တယ်တယေစာပြမနာခတ္တိယငါတို့နှစ်ယောက်ဒီကနေ့ကျတော့ပြမနာနဲ့ခတ္တိယလာဖြစ်နေကြပြန်ပြီပေါ့ဟောအောက်တန်းနောက်တန်းကနေပြီးတော့အသင့်အတင့်မြင့်မြတ်လာတဲ့ဘဝကိုအခုလိုရောက်လာတာဒါတွေသိနေရတဲ့နဲ့ငါဟာဘာဖြစ်လို့ဒီမင်းစည်းစိမ်ခံစားပြီးတော့အိမ်တော်ပြုတ်မလဲတဲ့သီလကိုပဲငါထိမ့်သိမ်းဆောင်ရှောက်မယ်ကုသိုလ်တရားကိုပဲအားထုတ်မယ်လို့စိတ်တပဏိတယတိကနေပြီးတော့တန်ဗုဒ္ဓဘုရင်ကိုဒီလိုအတိတ်ဇလန်းတွေကိုဖော်ကျူးပြီးတော့တရားဟောတာအဲ့တော့တရားဟောပြီးတော့သူ့ကိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့တိုက်တွန်းတယ်တိုက်တွန်းမှုဆက်ပြီးတော့ပြောပြန်တယ်နော်ဘုရင်ဘဝနဲ့စီစိန်တွေကိုရစ်မနေနဲ့ဆိုတာကိုသူကပြောချင်ဥပနိယတိဇီဝိတမပ္ပမာယုစရုပနိတတနတန္တိတာနာကရောဟိပင်စာလမမေတဝါချံမာဂာတိကမ္မာနိဒုက္ခုတရယာနိသူတိုက်တွန်းပုံလေးကအသက်ဆိုတာအသက်ကတည်ခြင်းကိုပို့နေပြီနော်တို့ရထားတဲ့အသက်တရားသည်တနေ့နဲ့တနေ့တည်ခြင်းဘက်ကိုရောက်လာပြီကပ်လာပြီဥပမာဘာနဲ့တူတော့ဆိုရင်နသယုံပို့တဲ့နွားသည်ခြေတလန်းနဲ့တလန်းသေရမှနီးလာတယ်လို့ပဲနသယုံနဲ့နီးသားတယ်လို့တဲ့လူတွေရဲ့အသက်ဟာအလွန်တူတောင်းမှုရှိတဲ့လူအသက်ကိုသေခြင်းရှိရသို့ဆွဲခေါ်ခြင်းကိုခံရပြီတဲ့စရုပနိတတနတန္တိတာနာအဲ့ဒီအချိန်မှာအိုမင်းရစ်ရော်လာတဲ့အချိန်မှာလဲဘယ်သူမှကိုယ်ကိုကာကွယ်ဖို့မအိုဖို့မနာဖို့မသေးဖို့ဆိုတာ
အကာအကွယ်ပေးမဲ့လူဘယ်သူမှမရှိဘူးတဲ့ကာကယ်နိုင်စမ်းလည်းမရှိကြဘူးတဲ့ဒါကြောင့်ကရောဟိပင်စာလမမေတ္တဝါကြပင်စာလမင်းငါစကားကိုမင်းလိုက်နာတဲ့ငါပြောတာကိုမင်းမှတ်ထားတဲ့ငါစကားကိုလိုက်နာပါမာဂာတိကမ္မာနိဒုက္ခတရိယာနိဒုက္ခဖြစ်ပွားစေတတ်တဲ့အလုပ်တွေမင်းဘယ်တော့မှမလုပ်ပါနဲ့အကုသိုလ်လုပ်တွေမလုပ်ပါနဲ့နော်နောက်တစ်ခုကျတော့ဒီလူတွေရဲ့အသက်တိုးတောင်မှုလူတွေမှာတဖြည်းဖြည်းအိုးလာတာတို့သေတာတို့အကာအကွယ်မရှိဘူးအဲ့ဒါကိုထုတ်ဖို့ပြောပြီးတော့မာဂာတိကမ္မာနိဒုက္ခပလာနိဆင်းရဲတဲ့အကျိုးကိုထုတ်လို့မဲ့ကံတရားတွေအကုသိုလ်ကံတွေကိုမလုပ်နဲ့တဲ့မာဂာတိကမ္မံရသတိရာနိကိလေသာမျိုးတွေကိုဖြစ်ပွားစေတတ်တဲ့ကိုယ့်ရဲ့ခေါင်းပေါ်မှာကိုယ့်ရဲ့တဏ္ဍာမှာကိလေသာမျိုးမုံတွေကျဲတဲ့အလုပ်တွေကိုမလုပ်ပါနဲ့တဲ့နောက်ဆုံးသူပြောလိုက်တဲ့စကားဥပနိယတိဇီဝိတမပ္ပမာယုဝဏ္ဏံစရဟန္တိနရတဇိယတိနော်ဒီလူတွေရဲ့အသက်ဆိုတာကိုအိုခြင်းကိုတွန်းပို့တယ်အိုခြင်းကနေနာခြင်းကိုတွန်းပို့တာခံရတယ်နာခြင်းကနေသေခြင်းကိုတွန်းပို့သွားတာခံရတယ်နွားအသက်ခံရမဲ့နွားတကောင်ကိုနတ်သားယုံကိုပို့နေတယ်လို့ပဲလူတွေကိုလည်းပဲနော်သေခြင်းတရားစီကိုဆွဲခေါ်နေတာကိုခံနေရတယ်အားလုံးဟာသေခြင်းစီကိုဆွဲခေါ်နေရတယ်ယုံလို့လည်းမရဘူးနော်သေခြင်းတရားစီကိုဆွဲခေါ်နေတာခံရတယ်ဝဏ္ဏစရဟန္တိအိုခြင်းဆိုတဲ့တရားတွေကနှုတ်ပြမှုအားလုံးကိုဖျက်ဆီးသွားကြတယ်နော်မိဟာတောကိုလောင်ကျွမ်းပြီးတော့တောကြီးတစ်ခုလုံးကိုဒီလောင်ကျွမ်းဖျက်ဆီးလိုက်တယ်လို့အိုခြင်းတရားလူရဲ့နှုတ်ပြမှုတွေအားလုံးကိုဖျက်ဆီးပြတယ်တဲ့ကရောဟိပင်စာလမမေတ္တဝါကြငါပြောတဲ့အတိုင်းမင်းလိုက်ပြီးတော့လုပ်ပါမာဂာတိကမ္မဏိရိပပတ္တိယငရဲကြမဲ့အကုသိုလ်လုပ်တွေကိုမင်းမလုပ်ပါနဲ့ငါပြောတဲ့စကားနားထောင်ပါလို့စိတ်တယတိကအတိတ်ဘဝကသူ့ညီနော်ဒီဘဝမှာတော့သူတို့ဟာညီကိုမတော်ကြဘူးသို့တော့အတိတ်ဘဝကသူ့ညီဆုံးမလားဆုံးမတဲ့အခါကျတော့ကြည့်တယ်နော်ဘုရင်ကြီးကဘာပြန်လျှောက်တုံးဆိုအတ္တာဟိသစ္ဆံဝဆနံတဝေတံရှင်သိပြောတဲ့စကားဟာမှန်ပါတယ်တဲ့ဟုတ်တယ်သိရမယ်ဆိုတာမှန်ပါတယ်တဲ့လူတွေဟာယထာဣတိဘာတတိဝဧဝမေတ္တာရှင်သိပြောတဲ့အတိုင်းလုံးဝမှန်တယ်တဲ့မှန်တယ်ကာမသမေတန္တိအနပ္ပရူပါတေထုဆနာမာရိသေနာဘိက္ခုအရှင်ဘုရားတဲ့တပည့်တော်ပိုင်ဆိုင်တဲ့ဟာတွေကနဲတာမှမဟုတ်တာတဲ့တပည့်တော်အနေနဲ့အဲ့ဓာတွေကိုစွန့်ပစ်ဖို့ခက်တယ်ဗျာဘယင်ယာတုလည်းစွန့်ပစ်ဖို့ခက်တယ်မိသားစုကိုလည်းစွန့်ဖို့ခက်တယ်သူပိုင်ဆိုင်တာတွေကိုလည်းစွန့်ပစ်ဖို့ယာတုအာနာစိစိန်ဥစ္စာဓာတွေကိုစွန့်ဖို့ဆိုတာအလွန်ခဲနေပေါ့ရှင်ဘုရားပြောသလိုဒီသေခြင်းတရားဆိုတာကြုံတွေ့ရမယ်ဆိုတာသူနားလဲပါတယ်တဲ့ဒါပေမဲ့လို့တွေးလိုက်တိုင်းကြောချမ်းစရာဒါတွေစွန့်ရမယ်ဆိုရင် तू ဘယ်လိုမှမစွန့်နိုင်ဘူးတဲ့ဥပမာမဲ့တဲ့ညွန်ထဲမှာနစ်နေတဲ့ဆင်ကြီးတကောင်ဟာထိုညွန်ကနေရုံးထွက်ဖို့ရခက်တယ်လို့ပဲအဲ့တော့ညွန်ဆိုတာစဉ်းစားကြည့်နော်တကယ်တောနဲ့ကြီးတွေထဲမှာကြည့်လိုက်လို့ရှိရင်တော့မြက်ခင်းပြင်ကြီးလို့ဘာလို့ထင်ရတယ်အဲ့ဒီထဲမှာအမတ်တမဲ့ဆင်းမိလိုက်လို့ရှိရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေပဲရုံးထွက်လို့မရတော့အဲ့ဒါလို့ညွန်ပွက်အိုင်ကြီးတွေဟာတောကြီးတွေထဲမှာရှိတတ်တယ်ပေါ့အဲ့တော့မစင်မကျင်သွားရှောက်လန်းလိုက်လို့ဆင်တကောင်ဟာအဲ့ဒီညွန်နေကြသွားလို့ရှိရင်တဖြည်းဖြည်းမြုပ်နောက်ဆုံးမှသိဆုံးသွားတယ်ရုံးထွက်လို့မရတော့နွန်နဲ့မြုပ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်တောထဲမှာရှိတဲ့ညွန်ပွက်ကြီးထဲမှာမြုပ်သွားတယ်အပေါ်ယံကြည့်လိုက်ရင်မြက်ခင်းကြီးလို့ရှိတယ်သူကမြက်ပင်နေပေါက်နေတယ်အဲ့ဒီလိုသူဟာလည်းပဲကာမဂုဏ်အာယုန်တွေကယုံထွက်နိုင်စွာမရှိပါဘူးတဲ့ဒါကြောင့်ဖြစ်နိုင်တာလေးတခုသူမဆာပါဘူးဘာလို့ဆိုရင်ယထာပိမာတာသပိတာသပုဒ္ဒံအမေနဲ့အဖေကသူ့သားကိုကျ
ကျင်နာတဲ့နှလုံးသားနဲ့ဆုံးမဩဝါဒပေးသလိုတဲ့နော်အနုတာတရေကိန္တိဒုက္ခိဝေယဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်တယ်ဘယ်လိုနေမှချမ်းသာဒုက္ခရမယ်ဆိုတဲ့ဆုံးမဩဝါဒပေးသလိုတဲ့ဧဝံပိမံတွန်အနုတာတဗန္တိအရှင်ဘုရားလည်းပဲတပည့်တော်ကိုအဲ့ဒါလို့ဆုံးမပါတဲ့ယထာစိရံပစ္ဆဒုက္ခံဘဝေယံတမလွန်ဘဝမှာတပည့်တော်ဘယ်လိုကောင်းရာဒုက္ခဘုံတွေရောက်နိုင်တယ်ဘယ်လိုချမ်းသာဒုက္ခရောက်နိုင်တယ်ဆိုတာလေးကိုတပည့်တော်နီလံပေးပြီးတော့ဆုံးမဩဝါဒပေးခဲ့ပါတဲ့အရှင်ဘုရားလို့ယသိဝုဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ပြောတာနော်အခုလေကြည်ပါလားမေးကြည့်သင်္ကန်းဝကြမလားဆိုရင်မဖြစ်သေးပါဘူးနော်အဲ့တော့ရုံးမထွက်နိုင်သေးဘူးလို့ဆိုတယ်နော်ရုံးမထွက်နိုင်သေးဘူးဆိုတော့စိတ်ဓာတ်ရဲ့သေးကြီးကဘာပြောတော့ဆိုပြန်ပြီးတော့ပြောတယ်နောစေတုဝံဥဒဟေစနေနာကာမေဣမေမာနုတကေပဟတောဟုတ်ပြီဒီလူဘဝမှာရရှိထားတဲ့စီစဉ်ဥစ္စာယာဓုခုံသိမ့်တွေကိုမင်းရှင်မင်းကြီးမစွန့်နိုင်ဘူးဆိုလို့ရှိရင်တဲ့ဘာလုပ်ရမလဲဓမ္မိန်ပလိန်ပဋ္ဌပယံတုရာဇအဓမ္မကာရောတဝမာဟုရတိဆုံးမလားအခွန်ကောက်တဲ့အခါမတရားပဲနဲ့အခွန်မကောက်နဲ့တဲ့တိုင်းသူပြည်သားတွေပေါ်မှာမတရားတဲ့အခွန်အကောက်တွေနဲ့မကောက်နဲ့တဲ့မင်းဆိုးရာဇာတွေရှေးထုံးတိုင်းပဲ10ဘုတ်တဘုံအခွန်ကောက်တာမျိုးပေါ့နော်10ဘုတ်တဘုံဆိုတာစဘာ10တင်းရရင်တည်း10ဘုတ်တဘုံပဲအခွန်ကောက်ပါတဲ့ထုံတန်းဆင်လာရှိတဲ့အတိုင်းသာလုပ်ပါတရားသဖြင့်ပဲအခွန်ကောက်ပါအတ္တမကာရောတဝမာဟုရထေတင်မင်းကြီးရဲ့နိုင်ငံမှာတဲ့အစင်လာလိုက်နာကျင့်သုံးတဲ့တရားဓမ္မတွေမတရားမှုတွေရှင်မင်းကြီးရဲ့နိုင်ငံမှာမဖြစ်ပါစေနဲ့အဲ့ဒါအလွန်အရေးကြီးတဲ့ဆုံးမချက်ပဲသူကနော်မတရားမှုတွေဖြစ်စေနဲ့စကြဝဠာမင်းကြီးကသူ့သားကိုယာဓုလွှဲအပ်တဲ့အခါသူကပြောသွားတာမာတေတာတဝိစီတေအာရမကာရောပုတိထာငါသားမင်းနိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့အဲ့ဒါကိုမင်းနိုင်အောင်ထိန်းဒါမှတယ်နော်အခုလည်းပဲစိတ်ဓာတ်ယသိကနေပြီးတမ္ဗုဒ္ဓဘုရင်ကြီးကိုမှားတယ်နော်တမ္ဗုဒ္ဓဘုရင်ကြီးကိုအတ္တမကာရောတဝမာဟုရတိတဲ့နိုင်ငံမှာတဲ့တရားမဲ့လောက်ရတည်မဖြစ်စေနဲ့ပါတရားဥပဒေနဲ့ဆန့်ကျင်တဲ့လောက်ရတည်မဖြစ်စေနဲ့တဲ့နောက်တစ်ခါဒုတာဝိဒဝန္တိထိတာစတတ်သောနိမန္တကသမဏဗြဟ္မဏနာတိအာနေနပန္နေနဥပဋ္ဌာတုစတေနသေနာသနပစ္စေနဝဋ္ဌေနသေနာသနပစ္စေနဆိုအရာလေးမျက်နှာကိုဒီတမန်တော်တွေလွှတ်လိုက်ပါတဲ့သူတော်ကောင်းတွေရှိတဲ့နေရာတွေရှာဖွေပြီးတော့အဲ့ဒီသူတော်ကောင်းတွေကိုပင့်ဖိတ်ပါတဲ့ပင့်ဖိတ်ပြီးတဲ့အခါမှာထမင်းခဲပွဲအဖျော်ရမကနေစရာထိုင်စရာတွေနဲ့သူတို့ကိုလှူပါတမ်းပါနော်သူတော်ကောင်းတွေရှိတဲ့နေရာတွေကိုလိုက်လံထောက်လန်းစုံစမ်းဘယ်နေရာမှာသူတော်စင်တွေရှိတဲ့သူတော်စင်တွေကိုရှေ့ရတော့ရှားတာကိုနော်သူတော်စင်တွေကိုလိုက်ရှာပြီးတော့အဲ့ဒီသူတော်စင်တွေကိုလှူပါတမ်းပါတဲ့အနိနပန္နေနပတန္နစိတ်တော်တန်တပယသမဏဗြဟ္မဏိစာအကျင့်ကောင်းတဲ့သမဏဗြဟ္မဏတွေကိုတဲ့ထမင်းအဖျော်စသည်ဖြင့်ကြည်နူးတဲ့သရာစိတ်နဲ့လှူဒန်းမှာပေးကမ်းပါဓတ္တဝါစဗုဒ္ဓဝါစယထာနုဘာဝအနိန္တိတောသက္ကမုပေတိဌာနံကိုရလာတဲ့ပစ္စည်းဥစ္စာဆိုတာတဲ့လှူလဲလှူစားလဲစားတဲ့ကိုယ်အတိုင်းတာတခုနော်စားဖို့ကြီးပဲမကြံနဲ့တဲ့လှူလဲလှူစားလဲစားကိုယ်စွမ်းအားရှိသလောက်အဲ့ဒီလိုကုသိုလ်ကောင်းမှုလည်းလုပ်ဝယ်ဆိုရင်အနိန္တိတောတဲ့လူလောကမှာလည်းပဲအခက်ရမခံရဘူးတဲ့မခံရတဲ့အပြင်တည်တဲ့အခါမှာသက်ကမုပေတိဌာနံကောင်းရန်သူဂတိဘုံကိုရောက်ပါတယ်အဲ့ဒီတိုင်လိုက်နာကျင့်သုံးပါလို့ဒီလိုပြောတာနော်ဆုံးမပြီးတော့တတိပေးစကားလေးတခါဆိုခဲ့သေးတယ်ရှင်မင်းဆိုတာမျိုးကစိစိတ်ဥစ္စာတွေနဲ့ယာတုအာနာနဲ့အလုံးကမှန်ပါဖျားဆိုပြီးတော့ထားတော့ပြန်မပြောရတဲ့ပုဂ္ဂိုလ်ဆိုတော့မာမနာတွေမေလျော်မှုတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သစေစတံရာဇမထောတဟေယ
နာရီကနေဟိပရိစာရယန္တံဣမမေဝဂါထံမနတိကရောဟိဘာတိတိစေနံပရိတာယမစ္စေငါဂါထာတစ်ပုဒ်ပေးခဲ့မယ်တဲ့ဂါထာတစ်ပုဒ်ပေးခဲ့မယ်ရှင်မင်းကြီးတဲ့နော်မောင်မမိတ်တန်ချမ်းရံပိဋကတ်တွေနဲ့စံပယ်ကွန်မြူပြီးတော့နေတဲ့အချိန်မှာမန်ရစ်မှုတွေများကိုယ်စိတ်ထဲမှာပေါ်ငါကွငါလိုပြီးရှိသေးလားလို့ဆိုပြီးတော့ကိုယ့်ကိုယ်အထင်ကြီးတဲ့စိတ်ဝင်လာလို့ရှိရင်တဲ့အခုသင်ပေးတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါတဲ့နော်သင်ပေးထားတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါပရိသတ်ကြားထဲမှာလည်းအဲ့ဒီခါတာလေးကိုမပြတ်ရွတ်ပြပါကိုယ်ကလူတွေကတော့ကိုပြောက်ဂါထာတို့ဘာတို့ကြတော့လိုချင်တယ်ဟုတ်နော်ကိုပြောက်အောင်အဲ့တော့ဒီမှာဒီဂါထာလေးကိုရေးပေးထားတာကြက်ချင်ရင်လည်းဒီဂါထာလေးကြက်ထားဒီဂါထာလေးရဲ့အဓိပ္ပာယ်ကဘာတော့ဆိုသူကဘဝကိုမမေ့ဘူးသင်ပေးထားတယ်အဘောကာတသယောဇန္တုဝဇန္တယာခိရပါယိတောပရိကိဏောသူဝါနေဟိသစ္စာရာဇာတိဂုစတိထုံးစံတဲ့ဘဝတုန်းကသူတို့နေစရာအိမ်မရှိဘူးနော်အမိုးအကာမရှိတဲ့နေရာမှာခြုံကြားလေးတွေမှာထိုးပြီးဒီတိုင်းနေကြတယ်နော်အဘောခါတာလွင်မြေမှာနေရတာခွေးတွေနေတယ်လို့ပဲတပင်ရိပ်လေးအောက်မှာအဲ့ဒါလိုနေကြတယ်သူကအဘောခါတာတယောဇန္တုဝဇန္တာခိရပါယိတောအမေကတောထဲမှာရှာသွားတဲ့အခါကျတော့ခွေးတွေနဲ့အတူတူခွေးသက်အုပ်မကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးလေးတွေနဲ့တူတူမြေကြီးပေါ်မှာအိတ်ခရတာတဲ့ဒွန်းဆန္ဒဘဝမှာနော်အဘောကာတသယောဇန္တုအေးအမိုးခါမရှိတဲ့လဟာပြင်းမှာနေခဲ့ရပြီးတော့ခွေးနှုတ်စုခဲ့ရတယ်ပရိကိဏောသူဝါနေဟိခွေးတွေနဲ့လူပြီးဓမင်းစားခဲ့ရတယ်ခွေးစက်ခွက်နာမှာနေခွေးတွေနဲ့အတူတူအိတ်ခွေးနှုတ်စုခွေးကြွေးတာတွေနဲ့ရောစားသစ္စာရာဇာတိဟောစတိအဲ့ဒီလိုဘဝကနေပြီးဒီကနေ့ကျတော့ဘယင်လို့ခေါ်နေတာပါကွာတဲ့မင်းတစ်ချိန်လုံးကအဲ့ဒါခွေးတွေနဲ့တူသမင်းစားလာတဲ့ခေါ်အဲ့ဒီလိုပြောတယ်နော်အတိတ်ဘဝကိုပြန်ပြောတာသူတို့ဒွန်းဆန္ဒဖြစ်တဲ့အချိန်တုန်းကအမေကြီးကမအားတော့သူ့ကိုခွေးတွေကြားထဲထားပစ်ခဲ့တာပဲအဲ့တော့ငယ်ငယ်လေးဆိုခွေးနှုတ်လည်းစိုးလိုက်တာပေါ့ခွေးလေးတွေနဲ့တောင်တက်မြောက်တက်သူလည်းအဲ့ဒီမှာပဲအိပ်ရတာခွေးတွေနဲ့တူတူအိပ်ပြီးတော့ခွေးနှုတ်စုအဲ့ဒီလိုခွေးတွေနဲ့တူတူအိပ်ခွေးတွေနဲ့တူတူစားပြီးတော့နေရတဲ့ဘဝကဒီကနေ့ကျမှဘယင်လို့ခေါ်နေတာပါဆိုတာလေးကိုမင်းတတိထားပြီးဒီခါတာလေးကိုမျက်မပြရွတ်ပါတဲ့အဘောကာတသယောဇန္တုဝဇန္တာခိရပါယိတောပရိကိဏောသူဝါနေဟိအစ္ဆရာဇာတိဂုစတိအေးအမိုးကာမရှိတဲ့လွင်မြေမှာနေပြီးကြည်ရတယ်နော်ခွေးမကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးကလေးတွေနဲ့တူတူနေရတယ်အဲ့ဒီလူကခဏကြတော့ဘယင်လို့ပြောနေတာပါလို့ဆိုတာကိုမင်းအမြဲတတိထားပြီးရွတ်ပါလို့အဲ့ဒီလိုသွန်သင်ပြသပြီးတော့ယသိကကောင်းကင်ပြန်တက်သွားတယ်အဲ့ဒီကြတော့မှသူဟာထိတ်လန့်တုန်လှုပ်သွားပြီးတော့တမ္ဗုဒ္ဓဘယင်ကြီးဟာချက်ချင်းပဲစီမံလုပ်ပြီးသာသမီတွေအကုန်လုံးထိနှံစည်းစိမ်လွှဲပြီးတော့သူဟာထိုယသိရှိတဲ့ဘက်ကိုဟိဝန္တာဘက်ကိုလိုက်သွားတယ်လိုက်သွားပြီးသူလည်းယသိဝတ်တယ်ပေါ့ယသိဝတ်ပြီးတော့သူ့အကိုစိတ်ဓာတ်ယသိကသင်ကြားပေးတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်တော့ညီကိုနှစ်ယောက်စလုံးဟာယသိဘဝမှာတရားဓုတရားမြတ်တွေဇံပင်ရှင်တွေရပြီးနောက်ဆုံးမှာပြမပြေရောက်သွားကြတယ်တဲ့ဒါကံတရားနဲ့တန်တရားဘဝများကံတရားအကျိုးပေးတဲ့အတိုင်းတန်တရားဘဝမှာကောင်းတာလုပ်ရင်ကောင်းတာအကျိုးရတယ်မကောင်းတာလုပ်တော့မကောင်းတာအကျိုးရတယ်ဒီလိုတန်တရားဘဝထဲမှာကျင့်ပြီးနေကြတဲ့ဘဝတွေဟာအလွန်များတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်တသမ္မုဒ္ဒဘဝမှာစိတ်တနဲ့သမ္မုဒ္ဒတို့ရဲ့ဘဝဇာကြောင်းကိုနာယူမှတ်သားကြပြီးတော့ကံတရားရဲ့ဆံပြားပုံနဲ့တန်တရားဘဝများအခုလိုကျင့်နေကြရတယ်ဆိုတာကိုစီတတိတံဝေကဖြစ်ပွားပြီးကုသိုလ်တရားကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း